Hello အားလုံးပဲမင်္ဂလာပါကိုတီးယာကောင်းကောင်းဝင်ဆောင်မှုနေပြည်တော်ကားရတဲ့စာပေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ရဲ့အဲ့တဲ့မိတ်ဆွေတငယ်ချင်းညီကိုတွေကိုမျှဝေပေးခြင်းတဲ့ကတော့ကျွန်တော်တို့မကွေးတိုင်းထဲမှာရှိနေတဲ့ကျွန်တော်တို့မင်းဘူးရွှေသက်တော်ဖရားကိုဘယ်လန်းဘယ်ခီးကနေတွားရင်ဘယ်လိုမျိုးစိတ်ဖြစ်ပြီးရတဲ့လမ်းအခြေအနေကောင်းမကောင်းဘူဒုဒအတွေ့အကြုံလေးတွေကိုပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ရန်ကုန်ဘက်ကလာတဲ့လူတွေဆိုလို့ရှိရင်တော့မိုင်220မှာဆင်းမှာ220ကနေဆင်းပြီးတရားအောက်ထဲကိုဝင်လိုက်ပါနေပြည်တော်ကနေတွားတဲ့လူတွေကလည်း220ဘက်ကိုတွားပါပြီးရင်တရားအောက်ထဲကိုဝင်ပါတရားအောက်ကလေးကနေပြီးရတဲ့အရှိကိုကျွန်တော်တို့စက္ကန့်30လောက်မောင်းလိုက်ပြီဆိုလို့ရှိရင်6နဲ့ကံများလမ်းဆောင်ဆိုပြီးရှိပါတယ်6နဲ့ကိုမရွေးနဲ့ကံများလမ်းဆောင်ကိုရွေးပါရွေးပြီးတက်ထောင်တက်သွားမယ်ဆိုလို့ရှိရင်မြို့တက်တောင်တွင်းကြီးလမ်းဆောင်ကိုရောက်မှာဖြစ်ပါတယ်အဲ့ဒီလမ်းကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွမ်းကျင်တဲ့ကားသမားတယောက်အနေနဲ့ကျွန်တော်တနားရီလောက်မောင်းရမှာဖြစ်ပါတယ် high jet light trap နဲ့မကျွမ်းကျင်တဲ့ကားသမားဆိုလို့ရှိရင်တော့2နာရီနဲ့2နာရီကျော်ကြားမှာကြာနိုင်ပါတယ်လမ်းမှာစစ်ဆေးဂိတ်2ဂိတ်ရှိပါတယ်ကိုယ့်ရဲ့အချက်လက်နဲ့ data တွေပြည့်စုံတယ်လုံခြုံတယ်ဘေးရှင်းတယ်ဆိုလို့ရှိရင်တော့ဘာမှမဖြစ်ပါဘူးပြောရဆိုရတာအားလုံးအဆင်ပြေပါတယ် okay ပါတယ်အဲ့ကနေပြီးရတယ်ကျွန်တော်တို့မြို့တက်တောင်တွင်းကြီးလမ်းဆောင်ကနေပြီးရတယ်မကွေးဘက်ကိုဆက်ပြီးရတယ်မောင်းမယ်ဆိုရင်ကျွမ်းကျင်ကားသမားတစ်ယောက်အနေနဲ့ကတော့နိုင်ဝက်ပဲမောင်းရမှာဖြစ်ပါတယ်မကျွမ်းကျင်ရင်လည်းနှေးတဲ့ high jet light ထွက်ကားသမားတွေဆိုလို့ရှိရင်တော့တနာရီ15မိနစ်လောက်တော့ကြာနိုင်ပါတယ် okay အဲ့နာမှာခဏတစ်ဖက်ရက်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်မန္တလေးကလာတဲ့လူတွေမန္တလေးကနေလာတဲ့လူတွေကတော့မန္တလေး185မိုင်မိထီလာကြောက်ပတောင်းလမ်းကြောင်းကနေပြီးရတယ်ဝင်ရမှာဖြစ်ပါတယ်မိထီလာကြောက်ပတောင်းလမ်းကြောင်းကနေပြီးရတယ်ကြောက်ပတောင်းထိကိုကျွန်တော်တို့မောင်းရမှာဖြစ်ပါတယ်တနာရီလောက်မောင်းရပါမယ်မကျွမ်းကျင်တဲ့ကားသမား light red high jet ဆိုရင်တော့အဲ့ထက်ကြာနိုင်ပါတယ်မိထီလာကြောက်ပတောင်းကနေပြီးတာနဲ့ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ရေနံချောင်းဘက်ကိုသွားတဲ့လမ်းကိုကျွန်တော်တို့ရွေးချယ်ရမှာဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်39မိုင်ဒီကျွန်တော်တို့ကျွမ်းကျင်တဲ့ကားသမားတယောက်အနေနဲ့ကတော့တနာရီလောက်ကြာပြီးမကျွမ်းကျင်တဲ့ကားသမားတယောက်အနေနဲ့ကတော့အဲ့ထက်ပိုပြီးတော့ကြာနိုင်ပါတယ်အဲ့ကနေပြီးရတယ်ကျွန်တော်တို့အဲ့ဒီလမ်းဆောင်ကနေပြီးရတယ်ကျွန်တော်တို့ဒီဘက်ကိုမကွေးဘက်ကိုထပ်ပြီးရတယ်လာခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မိုင်20လောက်ပဲကြာမှာဖြစ်ပါတယ်ကျွမ်းကျင်တဲ့ကားသမားတယောက်အနေနဲ့ကတော့နိုင်ဝက်ပဲကြာနိုင်ပြီးမကျွမ်းကျင်တဲ့ကားသမားတယောက်အနေနဲ့ကတော့တနာရီနီးပါးလောက်ကြာပါတယ်အဲ့ဒီမှာကျွန်တော်တို့မကွေးမှာစုံလိုက်ပြီမကွေးကနေပြီးရတယ်ကျွန်တော်တို့မင်းဘူးကိုသွားမယ်ဆိုလို့ရှိရင်15မိနစ်လောက်ပဲကြာပါတယ်တရားလေးကူးရင်ဟိုဘက်မင်းဘူးကိုရောက်ပါပြီမင်းဘူးကနေပြီးရတယ်ကျွန်တော်တို့မန်းရွှေကြတော့ကိုကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျွမ်းကျင်တဲ့ကားသမားတယောက်အနေနဲ့ကတော့တနာရီခွဲတနာရီ20လောက်ကြာနိုင်ပြီးမကျွမ်းကျင်တဲ့ကားသမားကတော့အဲ့ထက်ပိုပြီးကြာနိုင်ပါတယ် light red high jet ဆိုရင်တော့ပိုပြီးတော့ကြာနိုင်ပါတယ်လန်ခီဘေးကင်းရလားစစ်ဖြစ်ရလားလန်ခီကအကုန်လုံးဘေးကင်းတယ်စစ်ဖြစ်တယ်ကို့မှာလိုအပ်တဲ့ data ချက်လက်တွေအကုန်လုံးမှန်ကန်ပြီးကြတယ်ဆိုလို့ရှိရင်လမ်းမှာဘာမှအသိပြီးရတဲ့ပြဿနာမရှိပါဘူးအေးစစ်စစ်ဖြည်းဖြည်းမှန်မှန်နဲ့သွားလို့ပြောလို့ဆိုလို့အဆင်ပြေတယ်ကျွန်တော်တို့လမ်းအခြေအနေကတော့လမ်းတွေအကုန်လုံးကကောင်းကြပါတယ်အစုပ်အပြက်အစီးအပေါက်အနာအစားလမ်းကျန်းချင်းတိတ်မရှိပါဘူးဒါကြောင့်မလို့သွားလာအဆင်ပြေတယ်ကားကြီးလည်းတိတ်ပြီးရနဲ့နာနာကျင်နာမျိုးမဖြစ်စေရပါဘူးမန်းလေးရွှေသက်တော်ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့မန်းရွှေသက်တော်ရောက်ပြီဆိုလို့ရှိရင်တော့တဲတွေနဲ့တဲမယ်ဆိုရင်တော့9000 6000ကျနိုင်ပါတယ်တက်တန့်ရှင်းရှင်းနဲ့ကောင်းကောင်းမွန်မွန်ညာမိတ်ဖက်တဲကျင်တယ်ဆိုရင်တော့မင်းဘူးမကွေးကိုပြန်